နော်ရှင်ဘရင်ဆိုတာဘရင်ဖြစ်ပြီဆိုကြတဲ့ကနောက်ကလောက်ကြံမဲ့လူကိုအမြဲကြောက်နေရတယ်သူ့နားမှာရှိတဲ့လူဘယ်သူမှသူယုံလို့မရဘူးတခါဒီဘရင်အာနာတည်မြဲရေးအတွက်ရရဘောင်းစုံကောမချေရဘူးလားချေရတော့စိတ်ဘနာကောင်တအောင်နွားဘနာကောင်တအောင်နောက်ဆုံးဖုံးကြီးပါဘဏ္ဍပါသတ်လိုက်အောင်ထိပါရမို့ကွာဟုတ်လားအဲ့တော့မိမိဆင်းရဲကြောင်းလဲအဖန်မှန်အားထုတ်တယ်နေ့စဉ်နဲ့မြတ် तू ကပူလောင်နေတာဘယ်တော့မှငြင်းအေးခြင်းမရှိဘူးတခါသူတစ်ပါးဆင်းရဲကြောင်းဟိုလူထောင်ချအောင်ဒီလူဖမ်းအောင်ဟိုလူနောက်လိုက်အောင်ဒီလူနောက်လိုက်အောင်နောက်ဆုံးတရားဟောနေတဲ့ဘုန်းကြီးတော်အလွတ်မပေးဘူးရှင်းလားဒီဘုန်းကြီးကဘယ်တော့ကြွလာမှာလဲမေးကြည့်လိုက်အခုတရားပွဲလုပ်တဲ့ကောင်တွေနော်ဘုန်းကြီးကဘယ်တော့ကြွလာမှာလဲဘယ်တော့ပြန်မှာလဲဒီမှာမကျင်းဘူးလားဆုံးဘသူကတ်မှာလဲဘယ်ချိန်ရောက်မှာလဲဘယ်ချိန်ပြန်မှာလဲသူ့အတူစောင့်ကြည့်ပါလားမဟုတ်ဘူးတွတ်နဲ့မေးနေတာနာလဘိန်းထုံးကောင်တွေဘာမှအရေးချင်းမရှိဘူးသဘောပါသလားကိုယ့်အကိုဘာတစ်ခုမှမလုပ်နိုင်ဘူးဒီလုံနေတဲ့လူတွေကိုလိုက်ပြီးအနောက်ရှက်ပေးနေတာအဲ့တော့ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုနှောက်ယှက်မှုနဲ့တရားပြန်ဆွဲလို့ရတဲ့ဥပဒေမကြခင်လွတ်တော်မှာတင်မယ်သဘောပါလားဘယံပရာကောင်းတွေလှုပ်ချင်တိုင်းလှုပ်နေတာသူတို့ကဥပဒေမရှိစီးမရှိဘောင်မရှိဆိုတော့အများပင်ပန်းဆင်းအောင်များစွာလှုပ်တဲ့ပုံကိုယ်တွေမရှိဘူးလားကျင်းလို့တော့မဟုတ်ဘူးမနိုင်လို့သိခနေတာသဘောပါသလားအဲ့တော့ယဟန်တန်ကတောင်မှအလွတ်မပေးဘူးတရားဟောတဲ့ပုဂ္ဂိုလ်အလွတ်မပေးဘူးရှင်းတယ်နော်ဘာဖြစ်လို့သူတို့မှသူတို့စီးစိမ်သူတို့ယာသူတို့နေရာလေးပျောက်သွားမှသေမလောက်ကြောက်နေတာအဲ့တော့နေ့စဉ်တည်းများသူ့မှာပူလောင်မှုတွေမရှိဘူးလားရှိတော့နောက်ထပ်အာကုသိုလ်တွေထက်ခါမလုပ်ဘူးလားအဲ့တော့မင်းနဲ့မင်းမြောင်တွေမှတ်ထားဒါမြတ်စွာဘုရားပေးတဲ့ဥပမာပဲဘုရားရဲ့တပည့်သားပေးတာပေါ့လေမြတ်စွာဘုရားတော့နောက်တော့လာလိမ့်မှာပေါ့ဟုတ်ပလားနောက်တထေးတကြွယ်တွေခရုဏီတွေပေါ့ကွာခုခေတ်လို့ဆိုဟမ်ခရုဏီတွေမင်းကိုဖားဖို့လဲသူတို့မျိုးစုံနေ့စဉ်မပူပါဘူးလားသူ့နေရာလေးပျောက်သွားမှာသူပါမိတ်ကလေးမရမှာအမြဲတမ်းပူနေရအဲ့တော့ဒီဘက်ကပူတဲ့အတွက်ဟိုဘက်ကလည်းနီးမျိုးစုံနဲ့ဖြက်လို့ဖြက်စီးတွေမလုပ်ဘူးလားဟောလို့တာတက်တော်တွေလည်းကုန်ပြီကြောက်စိမ့်တွေလည်းကုန်ပြီဟမ်မြစ်တွေလည်းကုန်ပြီချောင်းတွေလည်းကုန်ပြီဟမ်ဘာကြံသေးတော့ဘာမှမရှိဘူးလူလည်းကုန်ပြီလူတွေလည်းရောင်းစားရတာနော်အရေးချင်းရှိတဲ့လူအကုန်လုံးကအပြင်ရောက်နေပြီဒီထဲမှာဂျိုပြောမှဆုံးမရှိရင်သိခံနော်အဲ့တော့မလုံနိုင်မကင်နိုင်တဲ့လူတွေပဲဒီထဲကြံခဲ့တယ်ဖြစ်ပြီးရင်အာယုံလေးပဲစီးစိမ်ဘလောက်ပိုင်ကြည့်ရင်မြင်ယုံပဲရှိမယ်ကြားရင်နားထောင်ရင်ကြားယုံပဲရှိမယ်ဘာမှထူးပြီးတော့ကိုယ့်အတွက်တိုးတက်လာတာမရှိဘူးတပင်းတခါစားရင်တဝမ်းဝယုံတဲ့ပူစားလို့ကြိုက်သလောက်ပိုင်မှာခင်ဗျားတို့ရှင်းလားသဘောပေါက်သလားအဲ့တော့လူဘဝမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမှုကုသိုလ်တွေများလုပ်နိုင်ဖို့ကြိုးစားဖို့လိုအပ်မလို့ဘယ်သူမှဘက်ပြိုင်နေကြလဲမရှိဘူးသူလဲအာသူပါကိုလဲအာသူပါသူလဲမသားမသားချင်းဘာမှပြိုင်စရာမရှိပါဘူးပြစိန်နကဘို့ပြိုင်တော့လဲမသားဟာမသားပါပဲကျင်းသလားခုခင်ဗျားတို့ကမလေးရွှေလက်ကောက်ကြီးလို့ချွန်းအမေမအာသူပါကြီးရှင်းသလားအဲ့တော့10သိန်းသာအာတုပနဲ့1000သာအာတုပဘာထူးလို့ကျင့်သလားအဲ့တော့ပြစ္ဆုတ်ပံချမ်းသာတယ်ဆိုတာကောသူတို့ချမ်းသာတွေကချမ်းသာအစစ်ကိုဟုတ်ရဲ့လားအဲ့တော့တန်တရားချမ်းသာတန်တရားလွတ်မြောက်ရေးဟာအရေးကြီးလားမရှိဘူးလားဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမလိုချင်တာတွေရနေတာဟာမမီဝဲသင့်တာမိဝဲသင့်တာအဲ့တော့အခုအရေးမွဲပြောရရင်ပြစ္ဆုတ်ပံမှာချမ်းသာဆင်းရဲဆိုတာသူတော်ကောင်းတို့ရဲ့အတိတ်ကံပေါ်မှာမိတယ်ဘယ်ပေါ်မှာမိလဲနဲ့ပြန်ကြတော့ဒါအကျယ်ချက်မှာနော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့အတိုင်းစနစ်တကျအကျယ်ချက်ပြီးတော့သူတော်ကောင်းတို့ဟောသွားမယ်အဲ့တော့ဒီနေ့သူတော်ကောင်းတို့သိထားမှာကအခုပြစ္ဆုတ်ပံဆင်းရဲတယ်ဆိုတာအတိတ်ကံမကောင်းလို့ဆင်းရဲတယ်ဒါပေမဲ့ဆင်းရဲတိုင်းအကုသိုလ်ဖြစ်เสียလို့သလားအဲ့တော့ဥစ္စာမွဲတိုင်းသခိုးလို့ရမလားသဘောပါသလားအဲ့တော့မရှိလို့ခိုးရတာလားမသိလို့ခိုးတာလားဒါလေးမှတ်ထားအကုသိုလ်လုပ်တယ်ဆိုတာမရှိတဲ့လူတွေလားမသိတဲ့လူတွေလားအဲ့တော့မရှိတာထက်ဘာမသိတာခက်တယ်မရှိတာထက်အဲ့တော့မရှိတာရှက်ရမှာလားမသိတာရှက်ရမှာလားနောက်တနည်းမရှိတာကြောက်ရပါလားမသိတာကြောက်ရမှာလားဥစ္စာမွဲခြင်းတလောက်မွဲပါစေ
အတိညာမမွဲစေနဲ့ကျင့်တတ်ပြီလားအဲ့တော့ဒီမှာကြည့်ပြစ္ဆုတ်ပန်ဆင်းရဲတဲ့တန်တရားလဲဆင်းရဲတဲ့အလုပ်ပဲလုပ်တဲ့လူကြစ်ဆောင်တဲ့ပုဂ္ဂိုလ်ဆိုတာအတိညာမရှိတော့မမီဝဲသင့်တာကိုမိဝဲတယ်အဲ့တော့သူတဝမ်းတစ်ခါစားဖို့နေရေးအတွက်လွဲမားစွာဖြည့်ရှင်းလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာပြစ္ဆုတ်ပန်လဲဆင်းရဲမယ်တချို့ကအတိတ်ကံကောင်းလို့ပြစ္ဆုတ်ပန်တော့ချမ်းသာနေပါတယ်နော်ဆွေမျိုးဆွေကုံမျိုးကုံအတိုင်းဝိုင်းကုံဥစ္စာဒနာကုံပြည့်စုံပါရဲ့ဒါပေမဲ့သူ့ရဲ့လွဲမားတဲ့အယူအဆတွေကြောင့်အာဟုသောအမှုတွေနဲ့ဆက်လက်ပြီးတော့သူ့ဘဝကိုကြီးပွားအောင်ချမ်းသာအောင်ရွတ်ဆောင်နေတဲ့ဆိုရင်ဒီပုဂ္ဂိုလ်ဒီပြစ္ဆုတ်ပန်ချမ်းသာနေတော်လဲပဲတန်တရားဆင်းရတော့မယ်သူ့အနာဂတ်ကိုသူဖျက်ဆီးပြစ်နေပြီလို့မှတ်ပါဘယ်နိုင်ငံကိုသွားမြန်မာနိုင်ငံပတ်စပို့ကင်ထားတဲ့ငါတို့အထင်သေးခံဇာတိတမန်တိုင်အဆင့်တန်းမရှိကြတော့တဲ့အတွက်တိုင်းပြည်တစ်ပြည်လုံးအောက်တန်းစားဘဝကိုရောက်သွားတယ်ဘယ်နိုင်ငံကိုသွားမြန်မာနိုင်ငံပတ်စပို့ကင်ထားတဲ့ငါတို့အထင်သေးခံအနှိတ်ကိုခံရတယ်ငါတို့ကလက်တွေ့တစ်ကမ္ဘာလုံးပတ်နေတာရှင်းလားလူကိုသခိုးကြီးကြဘိုးကြီးကြည့်တာအောက်တန်းစားဒီလိုကင်ပြီးတော့ဆရာတော်ကြီးတစ်ပါးပြောဘူးတဲ့ငါကွာတဲ့အဲ့ဆရာတော်အခုအမေရိကန်ပတ်စပို့ကင်ထားတယ်ရှင်းမဘာလို့ပတ်စပို့ပြောင်းလိုက်တာလဲငါမင်းပြောပြအောင်မယ်ငါနိုင်ငံတနိုင်ငံကိုရောက်တော့ immigration မှာအကုန်ဝင်သွားပြီတဲ့ငါတယောက်ချက်ချန်ထားတယ်ချန်ထားပြီးတော့တဲ့ပြဿနာတော့မလုပ်ဘူးတဲ့သူတို့ဒီမိုကရေစီတိုင်းပြည်တဲ့ခဏလေးတီးခံပါလို့ပြောတယ်ပြီးတော့သူတို့ immigration ကလာဝကဝန်ထမ်းအကုန်ခေါ်လိုက်တယ်ခေါ်ပြီးတော့ passport ထောင်ပြတယ်တိတ်ခါအမဲ့ဆုံးတိုင်းပြည်နဲ့လူမျိုး passport မြင်ဘူးချင်းကြည့်ကြလို့ပြောတယ်ရှင်းလားသဘောပေါက်သလားအဲ့ဒါပညာမဲ့ခြင်းရဲ့စနစ်ကြောင့်ပျက်စီးသွားတာဇာတိတမန်နိုင်မင်းတို့စိတ်ဓာတ်ခွန်အားတွေမရှိကြတော့တဲ့အတွက်အားလုံးဟာအောက်တန်းစားဘဝကိုရောက်သွားရှင်းမလားအဲ့တော့ဒီဇေယျကိုမင်းတို့တစ်သက်လုံးမမေ့ပါနဲ့ဟုတ်ပြီနော်တရားနဲ့ပတ်သက်ပြီးဒါရှင်းပြီးပြောတာပဲ